ရစ်တော်နာမ၌ရောက်ချင်းစီတိုင်းမင်္ဂလာပါကျွန်တော်တို့ဤကနေ့မှာတူတူကဆင်ခြင်ခွာရသွားမယ့်ကြံပိုက်ကဒီမနေ့ကဒီရဲ့အဆက်ဖြစ်တဲ့ရှင်မသက်ခရစ်ဝင်အခန်းကြီး၈အပိုင်းငယ်23ကနေပြီးတော့မှ26တိကိုဆင်ခြင်ခွာရသွားမှာဖြစ်တယ်ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏အိုင်၌လှိုင်တဘိုးပြင်းစွာထား၍လှေကိုလွှမ်းလေ၏ကိုရိုဒီကျိန်းဆက်၍နေတော်မူ၏တပည့်တော်တို့သည်ချင်းကပ်၍ကိုရိုကိုနှိုးပြီးလျှင်တခင်အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏ကေမတော်မူပါဟုလျှောက်ကြသောကိုရိုကယုံကြည်အားနှင့်တော်သူတို့အဘေကြောက်ကြောက်တတ်တနည်းဟုမေးတော်မူပြီးလျှင်ထား၍လေနှင့်ပင်လေကိုဆုံးမတော်မူသဖြင့်အလွန်တာယာလေ၏အာမင်ကျွန်တော်ဒီမနေ့နှုတ်ကပတ်တော်ကိုကြည်တဲ့အခါမှာအထူးသဖြင့်ဒီသခင်ခရစ်တော်နဲ့သူတို့ရဲ့တပည့်တော်တွေကလည်းလှေထဲသို့ဝင်တဲ့အခါမှာအဲ့ဒီအိုင်ထဲမှာရှိတဲ့အိုင်ထဲကနေပြီးမုန်တိုင်းပြင်းစွာထားပြီးတော့မှလှိုင်တဘိုးတွေကဒီလုံးဝကိုလှေကိုလွှမ်းမိုးလူနီးပါလွှမ်းမိုးတဲ့အထီကိုလှိုင်တဘိုးတွေကပြင်းထန်တာဖြစ်တယ်။အဲ့ဒီအချိန်မှာအထဲမှာရှိတဲ့တပည့်တော်တွေကဘာဖြစ်လဲဆိုတော့သူတို့ကကြောက်တယ်။ဒါပေမဲ့သခင်ခရစ်တော်ကလှေထဲမှာအေးစစ်စွာအိတ်နေတယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ်။ဒါပေမဲ့သခင်ခရစ်တော်တွေသခင်ခရစ်တော်ရဲ့တပည့်တော်တွေကဒီသူတို့ရဲ့လူသားဖြစ်ခြင်းလျော်သူတို့ရဲ့လူသားဖြစ်တယ်လို့သူတို့ကကြောက်ကြတယ်။သူတို့ယုံကြည်ခြင်းအားနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကလည်းကြောက်ကြတာဖြစ်အဲ့ဒီအချိန်မှာသခင်ခရစ်တော်ဆန်ကိုတွားပြီးတော့မှသခင်ခရစ်တော်ကြေတော်မူပါသခင်ကြေတော်မူပါဟုသူတို့ကရှောက်ကြတယ်ဖြစ်တယ်အဲ့ဒီအချိန်မှာသခင်ခရစ်တော်ကထားပြီးတော့မှပိန်လေကိုလေနဲ့ပိန်လေကိုဆုံးမတော်မူသည်ဖြစ်အလွန်တာယာလေဆိုပြီးဒီမှာဖော်ပြထားတာဖြစ်တယ်ဒီနေ့ကိုကြည့်တဲ့အခါမှာကျွန်တော်ဒီသခင်ခရစ်တော်ကလေနဲ့ပိန်လေကိုဆုံးမတယ်ဆိုတဲ့အချိန်မှာနံပါတ်1ချက်အနေနဲ့ကျွန်တော်ပြောချင်တာကသူ့ရဲ့ဒီဖျားဖြစ်ခြင်းသူ့ရဲ့ဖျားဖြစ်ခြင်းဘောနော်တရားကိုဘူးလို့ပေါ်လို့စေတာဖြစ်တယ်အဲ့ဒါကိုမှတွေ့ရမယ်ဆိုတော့ဒီဆာလံ89ချိန်မြောက်သောဆာလံအခန်းကြီးအပိုင်းငယ်10နဲ့9မှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဘာပြောလဲဆိုတော့ဒီမှာ89ချိန်မြောက်သောဆာလံအပိုင်းငယ်10နဲ့9ကောင်းကင်ဘုရားအရှင်ဖျားသခင်ထာဝရဖျားကိုရိုနှင့်အဘေတူပါသည်နိထာဝရဖျားဒီခွန်အားကြီးတော်မူ၏တစ္ဆာတော်လည်းကိုရိုကိုပတ်ဝန်းလျက်ရှိပါ၏သမုဒ္ဒရာဟုံးခြင်းကိုအစိုးရတော်မူ၏လှိုင်းတဘိုးထားသောအခါညီစေတော်မူ၏ပြီးတော့မှဒီ109ချိန်မြောက်သောဆာလံပိုင်းငယ်23ကနေ30မှာကြည့်မယ်ဆိုရင်လည်းလောကဒီဖန်ဆင်းရှင်သားလေးနော်တဘာဝတရားကိုသူ့ရဲ့ဖန်ဆင်းတဲ့အရာတွေကိုထိန်းချုပ်နေတာဖြစ်တယ်ဒီတဘာဝတရားတွေဒီလှိုင်းတဘိုးတွေဆိုတဲ့အရာကသူ့ရဲ့ဖန်ဆင်းတဲ့အရာတွေပဲဖြစ်တဲ့အတွက်ကြောင့်ဖန်ဆင်းရှင်သားလေးထိန်းချုပ်နေတာဖြစ်တယ်ဒါကြောင့်သခင်ခရစ်တော်ကလေနဲ့ပိန်လေကိုအမိတ်ပေးတယ်ဆိုတဲ့အခါမှာသူ့ရဲ့ဖျားဖြစ်ခြင်းကိုလည်းကျွန်တော်တို့ကိုမြင်သာစေတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့မှာကျွန်တော်တို့ဒီမိတ်ဆွေနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာဘာကိုခွန်အားယူရမလဲဆိုတဲ့အခါကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့နေ့စဉ်ဘဝရှောက်လန်းတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာအခက်အခဲပေါင်းများစွာကြုံရတာဖြစ်တယ်အချို့တော့ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေကျွန်တော်တို့မြင်နိုင်တဲ့အရာတွေကျွန်တော်ဒီအခက်အခဲပေါင်းများစွာဒီလောကထဲမှာပြင်းထန်နေတဲ့မကောင်းတဲ့အရာပဲပြင်းထန်နေတဲ့ဒီလောကကြီးထဲမှာတနေ့ပြီးတနေ့ပိုပြီးဆိုးလာတဲ့ဒီကဘာကြီးထဲမှာကျွန်တော်အသက်ရှင်ရှောက်လန်းတဲ့အခါမှာဒီအိုင်ထက်ကလှိုင်းကဲ့သို့ပဲကျွန်တော်အသက်တာကိုအများအပြည့်ပြင်းထန်စွာနဲ့ရိုက်ခတ်ခံရတာဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကလည်းလူသားဖြစ်တဲ့အလျောက်ကျွန်တော်တို့ကလည်းယုံကြည်ခြင်းအားနည်းနိုင်တဲ့သူတွေဖြစ်တယ်စိုးရင်တက်တာဖြစ်တယ်ပူပန်တက်တာဖြစ်တယ်အဲ့ဒီအခက်ခဲတွေကိုကြော်လွှမ်းနိုင်ဖို့ရတဲ့ကျွန်တော်တို့မှာခွန်အားမရှိတော့ဘူးတတ်သိမရှိတော့ဘူးလို့ကျွန်တော်ခံစားရတဲ့အခါမှာဒီကနေ့မှာတကယ်အထူးတစ်ဖြစ်ခွန်အားပေးခြင်းတဲ့အရာကသခင်ခရစ်တော်ကသင်ရဲ့လှေထဲမှာအတူရှိတယ်ဆိုတာကိုသတိရလိုက်ပါသခင်ယေရှုကသင်ရဲ့လှေထဲမှာသင်နဲ့အတူရှိတယ်သင်ကိုကေဖို့ရအတွက်သင်ကိုမဆာဖို့ရအတွက်လှေထဲမှာသင်နဲ့အတူရှိတယ်ဆိုတာကိုမမေ့ပါနဲ့သတိရလိုက်ပါအဲဒါကြောင့်မိတ်ဆွေသင်ရဲ့လှေထဲမှာသခင်ခရစ်တော်အတူပါရှိနေတာဖြစ်တဲ့အတွက်သင်ရဲ့အတ္တတာကိုလည်းသခင်ခရစ်တော်နဲ့အတူသွားတော်သူသင်ကြုံရမယ့်အခက်အခဲတိုင်းကိုသခင်ခရစ်တော်ထံကိုအနှံတော်သူသခင်ခရစ်တော်ကိုဒီယုံကြည်ကိုးစားတတ်သောအတ္တတာရရှိပိုင်ဆိုင်နိုင်ပါစေလို့ခေါ်အားပေးဝင်အားပေးချင်တာဖြစ်ပါတယ်။ကျမ်းစာတို့ရောက်ချင်းစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။